မင်္ဂလာပါအားလုံးကိုဒီနေ့ဗီဒီယိုမှာတော့ငါကညိုထားကျော်ပါဂျက်တဲ့ဖေရစ်ကိုအွန်လိုင်းနဲ့ရှောက်ပြီး10ထောင်သားရရဖို့အဆင့်ဆင့်ပြပေးမယ်။အရေးကြီးတဲ့အဆင့်တွေမလွတ်မသွားအောင်နောက်ဆုံးထိကြည့်ပေးပါနော်။ဒီဂျက်ကဈေးနဲ့တလောက်နေပြီးဂျပန်ထဲမှာအသုံးများတဲ့အမြင့်နှုန်းအင်တာနက်အကန့်အသတ်မရှိနဲ့ဖုန်းခေါ်နိုင်တဲ့အတွက်လူအများကြိုက်တဲ့ရဲတဲ့ပဲဖြစ်ပါတယ်။အမြင့်နှုန်းအကန့်အသတ်မရှိပလန်ကိုရွေးမယ်ဆိုရင်တစ်လကို300 ယန်လောက်ပဲကျသင့်မယ်နော်။ရှောက်ဖို့အတွက်လိုအပ်တာ3ခုရှိပါတယ်။ပထမလိုထားကြောကအကောင့်ဒုတိယနေထိုင်မှုကတ်တတိယဘဏ်ကတ်သို့မဟုတ်ကရက်ဒစ်ကတ်ပဲဖြစ်ပါတယ်။ဂျပန်ဘဏ်တွေတော်တော်များများနဲ့ငွေပေးချေနိုင်ပါတယ်။ဒီ DKA အထဲမှာတော့ Tokai ဘဏ်နဲ့ LLTA ဘဏ်နည်းလမ်းကိုလည်းပြသပေးသွားမယ်နော်။ရှောက်လွှာ link ကိုဗီဒီယိုအောက်ဖော်ပြချက်မှာဒါမှမဟုတ်မှတ်ချက်တွဲမှာတွေ့နိုင်ပါတယ်။ link ဖွင့်တဲ့အခါ new grade ကို3ပါ။ active ခိုင်စခမ3ပါနဲ့အဲ့ဒါမှအမှားများတက်လို့ပါ။ link ဖွင့်ပြီးရင်ဒီလိုစာမျက်နှာတစ်ခုပေါ်လာပါလိမ့်မယ်။နလထကျော်ကအကောင့်ရှိသူဆိုရင်ဒီနေရာမှာတင်အီးမေးလ်ထည့်ပြီးအောက်ကနောက်တော့ခလုတ်ကိုနှိပ်ပါ။တင်မာရိုထကျော်ကအကောင့်မရှိသေးပါကအောက်ရှိခလုတ်ကိုနှိပ်ပြီးရိုထကျော်ကအကောင့်အသစ်ဖန်တီးပါ။အကောင့်မရှိသူတွေအတွက်ဘယ်လိုဖန်တီးမလဲလွယ်ကူပြပေးမယ်။ဒီခလုတ်ကိုနှိပ်ပါ။ဒီစာမျက်နှာမှာတင် Aviat လိပ်စာကိုအကွက်ထဲထည့်ပြီးအောက်ကအနီရောင်ခလုတ်ကိုနှိပ်ပါ။ရိုထကျော်ကတင်အီးမေးလ်ကိုအတည်ပြုကုတ်ပေးပို့ပါမယ်။တင်အီးမေးလ်ဖွင့်ပြီးကုတ်ကိုကူးယူကဒီနေရာထဲတွင်ထည့်ပါထို့နောက်အနီရောင်ခလုတ်ကိုနှိပ်ပါအခုတော့တင်ကိုရေးအချက်လက်ထည့်ဖို့အချိန်ပါပထမကွက်ကတင်အီးမေးလ်ဖြစ်လို့ပြင်စရာမလိုပါနောက်တစ်ဆင့်တင်လိုထားကြောကအကောင့်အတွက် show west ကဝက်ဖန်တီးပါ show west ကဝက်မှာအနည်းဆုံးအခရာ8လုံးရှိပြီးဗီဇာလုံးကြီးနဲ့နံပါတ်1လုံးပါဝင်ရပါမယ်နောက်လိုင်းမှာထပ်တူထည့်ပါငါဖန်တီးထားတဲ့နမူနာ show west ကဝက်ကိုဥပမာယူပြီးတင့်ကိုပိုင်စကားဝက်ဖန်တီးပါနောက်တစ်ဆင့်အောက်ဆင်းပြီးတင့်မီကို rapid နဲ့ဒီစေသွေးပေနှစ်မျိုးစလုံးဖြင့်ထည့်ပါနေထိုင်ခွင့်ကပ်ပေါ်မှာရှိသလိုပဲအခရာကြီးဖြင့်ထည့်ပါနောက်တစ်ဆင့်အောက်ကအကွက်နှစ်ခုမှာတင့်မီကိုဒီစေသွေးပေဖြင့်ထပ်ထည့်ပါအချက်လက်အားလုံးဖြည့်ပြီးရင်အောက်သို့ဆင်းပြီးအနီရောင်ခလုတ်ကိုနှိပ်ပါဒီစာမျက်နှာမှာတင်ထည့်ထားတဲ့အချက်လက်ဒီပြုချက်ပြသပါမယ်အချက်လက်အားလုံးမှန်ကြောင်းထပ်စစ်ပါမန်ပါကအောက်ကအနီရောင်ခလုတ်ကိုနှိပ်ပြီးစရင်သွင်းမှုပြီးစီပါဒါနဲ့တင့်ရိုးထားကျော်ကအကောင့်ဖန်တီးမှုပြီးပါပြီအခုဒုတိယပိုင်းမှာတော့ raw hydrofa jet pace ရှောင်းနေပြပေးမယ်10ထောင်သားစီရဖို့အတွက်မိတ်ဆွေရဲ့ link ကိုသုံးပြီး raw hydrofa jet ရှောက်ဖို့လိုပါတယ်ဒါကြောင့်ဗီဒီယိုဖော်ပြချက်ဒါမှမဟုတ်မှတ်ချက်တွဲမှာရှိတဲ့ link ကိုနှိပ်ပါ link ဖွင့်တဲ့အခါအမှားယွင်းမဖြစ်အောင် Twitter နဲ့ဖွင့်ပါနောက်တစ်ခါဒီလိုစာမျက်နှာပေါ်လာမယ်အသစ်ဖန်တီးထားတဲ့ရိုးထားကျော်ကအကောင့်နဲ့ဝင်ပါဒီနေရာကညိုထားကျော်ကအနှစ်ချုပ်စာမျက်နှာဖြစ်ပါတယ်အောက်ဆင်းပြီးပန်းရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာဒီရွေးချယ်မှုကိုရွေးပြီးအောက်ကပန်းရောင်ခလုတ်ကိုနှိပ်ပါဒီအပိုင်းကတလားတဲ့ရရန်ကြတဲ့ဆက်9မိနစ်အခမဲ့ဖုန်းခေါ်ခွင့်ပါလိုအပ်တာမဟုတ်လို့အောက်မှာပါတဲ့ခိုင်ရဲထရာကိုရွေးပါအဲ့ဒီလိုရွေးထားရင်တင့်အင်တာနက်ပလန်ပြင်ပို့ပြီးအခြားကြတင်စရာမရှိပါဘူးအဲ့ဒီအောက်မှာအခြားလိုဟတ်ဂျော့ဝန်ဆောင်မှုတွေထပ်ပေါ်လာပေမဲ့မလိုအပ်တဲ့အတွက်ဆက်အောင်ဆင်းပါဒီနေရာမှာအမှန်ကျဲတဲ့ဖဲစားတို့မဟုတ်ရချက်ကိုရွေးနိုင်ပါတယ်ပြဿနာမဖြစ်အောင်အပေါ်မှာပါတဲ့အမှန်ကျဲတဲ့ဖဲဆက်ကိုရွေးသုံးဖို့အကြံပြုပါတယ်ထို့နောက်အောက်ဆင်းပြီးအပေါ်ကပန်းရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာလိုထားကျော်ကအကောင့်အစနဲ့ဒွေချေတဲ့ထပ်ဝင်ပေးပါနောက်ဆင့်အနီရောင်ခလုတ်ကိုနှိပ်ပါဒီပိုင်းမှာကိုရေးအချက်လက်ထည့်ပါမယ်အရင်ဆုံးကြားမိမရွေးပါမိမဆိုအပေါ်မှာရှိတာကိုယောက်ျားဆိုအောက်ကထကြီးရဲ့ဖာကိုရွေးပါထို့နောက်အောက်ကအကွက်ထဲမှာမွေးတက်ကြောက်ထည့်ပါနှစ်လနှစ်အစဉ်တိုင်းထည့်ပေးရပါမယ်ပြီးရင်အနီရောင်နောက်တို့ဆက်သွားရန်ခလုတ်ကိုနှိပ်ပါနောက်စာမျက်နှာမှာနမီကတကြောင်တဲပေါင်းနေလျင်အလဲနမီနဲ့အမျိုးမိကြားမှာရေဖူစထည့်ပေးပါစာလုံးနဲ့ဖြည့်တဲ့အကွက်ကိုသာပြင်ပါဒီစသွေးဖြည့်တဲ့အကွက်ကိုတော့မပြောင်းပါနဲ့ကျန်တဲ့အချက်လက်တွေကိုထပ်စစ်ပြီးနောက်အောက်ဆင်းပြီးဖုန်းနံပါတ်ထည့်ပါကိုမှမရှိရင်မိတ်ဆွေကုမ္ပဏီတို့မဟုတ်ကျောင်းဖုန်းနံပါတ်သုံးလို့ရပါတယ်။နောက်ဆက်မှာတင့်အလုပ်ကင်ရွေးပါအလုပ်လုပ်နေလျင်ကုမ္ပဏီတူးညာအနှမ်းကိုရွေးပါကျောင်းသားဖြစ်လျင်ကျောင်းသားပါကျောင်းသူကိုရွေးပါ။နောက်ဆင့်ကတင့်နေရလိပ်စာဖြစ်ပြီးခဲတလာဖို့မဲ့နေရလဲဖြစ်ပါတယ်။နေထိုင်မှုကနဲ့တူအောင်မှန်မှန်ကန်ကန်ဖြည့်ပေးပါ။ပထမအမြန်စာအမှတ် George Said Archiveထည့်ပြီးသွားရင်လိပ်စာပိုင်းတစ်စိတ်တစ်ပိုင်းအလိုအလျောက်ဖြည့်ပေးမယ်။ထို့နောက်နေထိုင်မှုကပ်ပေါ်မှာရေးထားသလိုအပေါ်မကျန်တဲ့လိပ်စာကိုဖြည့်ပေးပါ။ဥပမာကျွန်တော်ကျောင်းနမူနာအတိုင်းစနစ်ကတစ်စိတ်တစ်ပိုင်းဖြည့်ပေးပြီးသားဖြစ်မယ်။ကိုလိပ်စာထဲမှာအိမ်အမှတ် Brigada Airport
ရှိရင်ဒီကွက်ထဲထပ်ဖြည့်ပေးရပါမယ်နောက်ကွက်မှာနေရက်ဆောင်မီနဲ့အခန်းနံပါတ်ထည့်ပါပြီးရင်အောက်မှာရှိတဲ့ပန်းရောင်ခလုတ်ကိုနှိပ်ပြီးဆက်လက်ဆောင်ရက်ပါနောက်စာမျက်နှာမှာတင်းလျှောက်လွှာအချက်လက်တွေကိုမြင်ရပါမယ်အမည်ပြည့်စုံမွေးတက်ကြောင်နေရက်လိပ်စာစသည်တို့ပါမယ်မာရွေးမှုရှိရင်ဒီနေရာမှာရှိတဲ့ပန်းရောင်ခလုတ်ကိုနှိပ်ပြီးပြင်ဆင်ပါအကုန်မှတ်မဲ့နေထိုင်မှုကနဲ့ကိုက်ညီမယ်ဆိုရင်ဒီတစ်ခါငါကိုအမှန်ချစ်ပေးပါထို့နောက်အောက်ဆင်းပါနောက်တစ်ဆင့်မှာကိုပိုင်အထောက်ထားဓာတ်ပုံတင်ဖို့ဒီထိုင်ရဲထာကိုရွေးပါအောက်ဆင်းပြီးအထောက်ထားစာရွက်ရွေးချယ်ရာနေရာကိုတွားပါနိုင်ငံခြားသားဆိုတော့ကိုပိုင်စီစစ်မှုအတွက်နေထိုင်မှုကတစ်ခုတည်းနဲ့သာအသုံးပြုနိုင်ပါတယ်ဒီရိုးလုံးပုံလေးကိုနှိပ်ပြီးဒီခရဲခါကိုရွေးပါအောက်မှာတော့နေထိုင်မှုကရှေ့ဘက်နဲ့နောက်ဖက်ဓာတ်ပုံများတင်ရပါမယ်အပေါ်ကအကွက်မှာရှေ့ဘက်အောက်ကအကွက်မှာနောက်ဖက်ဓာတ်ပုံတင်ပါဓာတ်ပုံဂယ်လရီထဲကရွေးပြီးတင်နိုင်တယ်လို့အသစ်ဓာတ်ပုံရိုက်ပြီးရှေ့ဘက်ကိုတင်နိုင်ပါတယ်နောက်ဖက်လည်းထပ်ပြီးတူညီပုံစံနဲ့တင်ပေးပါအကုန်ပြီးသွားရင်အောက်မှာရှိတဲ့ပန်းရောင်ခလုတ်ကိုနှိပ်ပြီးဆက်လက်ဆောင်ရက်ပါဒီနေရာမှာတင်ဖုန်းနံပါတ်ကိုအခြားကုမ္ပဏီကနေလွဲမလားတော့မဟုတ် Rothschild Federal ကနံပါတ်အတိယူမလားရွေးပါအခြားကုမ္ပဏီကနေလွဲမယ်ဆိုရင်အပေါ်ကထိုင်ရဲခါကိုရွေးပြီးနယ်လေကုတ်ထည့်ပါပထမဆုံးရဲတာရှောက်မယ်ဆိုရင်အောက်ဆင်းပါအောက်ကနေရာမှာအခမဲ့ဖုန်းနံပါတ်အသစ်ရွေးနိုင်ပါတယ်ဒီနေရာကိုနှိပ်လိုက်ရင်ဂျပန်ဖုန်းနံပါတ်3ခုပေါ်လာမယ်ကိုကြိုက်တာတစ်ခုရွေးပါအဲ့ဒါကတစ်နောက်တလောသုံးမဲ့ဖုန်းနံပါတ်ဖြစ်ပါမယ်ငါတော့နောက်ဆုံးနံပါတ်ကိုရွေးမယ်ပြီးရင်အောက်ကပန်းရောင်ခလုတ်ကိုနှိပ်ပြီးဆက်သွားမယ်ဒီနေရာမှာတင့်ရဲပပိုးမဲ့လိပ်စာကိုမြင်ရပါမယ်မှန်မှန်ထက်စစ်ပြီးအောက်ဆင်းပါနောက်တစ်ဆင့်မှာဒလာတိုင်းပေးမဲ့လိုအပ်ထားကြောဖာငွေပေးချေမှုနေလန်းကိုတတ်မှတ်ရပါမယ်ဒီနေရာကိုနှိပ်ပြီးနေလန်းရွေးပါဒလာတိုင်းကရက်တစ်ကတ်နဲ့ပဲပေးလို့ရတယ်လို့ဘန်ကောက်နဲ့လည်းပေးနိုင်ပါတယ်ကရက်တစ်ကတ်နဲ့ပေးမယ်ဆိုရင်အပေါ်ဟရက်ဖာကိုရွေးပြီးကတ်အချက်လက်ထည့်ပါနောက်တစ်ဆင့်မှာဘန်ကောက်နဲ့တလတစ်ကြိမ်ပေးချေမဲ့နေလန်းပြတာပေးမယ်ဒီနေရာကနောက်ဆုံးထိုင်ရက်ဖာကိုနှိပ်ပါဒီနေရာမှာဒလာတိုင်းငွေပေးချေနိုင်မဲ့ဘန်အားလုံးကိုပြထားပါတယ်အပေါ်မှာကြီးမားတဲ့ဘန်တွေအောက်မှာဒေတာခံဘန်တွေပါမယ်ဥစွာကိုတွေဘန်နဲ့ပေးချေနေကိုပြမယ်ဒေတာခံဘန်တွေကလည်းအတေထတော့ဖကထက်လွယ်ကူပြီးပုံစံတူပါတယ်ဒေါ်အေတော့ဖကကိုနှိပ်ပါဒီနေရာမှာဘန်ကက်ပေါ်မှာရေးထားတဲ့3လုံးပါစခန်းနံပါတ်ထည့်ပါနောက်ကွက်မှာတင့်ဘန်ကောက်နံပါတ်ထည့်ပါပြီးရင်အောက်မှာရှိတဲ့အပြာရောင်ခလုတ်ကိုနှိပ်ပါဒီစာမျက်နှာမှာတင့်ဘန်ချက်လက်တွေထပ်စစ်ပြီးမှန်မယ်ဆိုအပြာရောင်ခလုတ်ကိုနှိပ်ပါနောက်စာမျက်နှာမှာအလိမ်မော်ရောင်ခလုတ်ကိုနှိပ်ပါနောက်ဆုံးအဆင့်မှာတင့်မွေးတက်ကယ်နဲ့ဘန်ကောက်၄လုံးစကားဝက်ထည့်ပါပြီးရင်အောက်မှာရှိတဲ့အလိမ်မော်ရောင်ခလုတ်ကိုနှိပ်လိုက်တာနဲ့အပြီးသက်ပါပြီအခုတတဝထဘန်နဲ့ဒလတစ်ကြိမ်ငွေပေးချေနေကိုပြပေးမယ်နော်ဒီထရက်ခါကိုနှိပ်ပါအလိုအလျောက်ဘာသာပြန်မှုကိုပိတ်ထားဖို့မမေ့ပါနဲ့မပိတ်ထားရင်ဒီအဆင့်ကိုဆက်မလုပ်နိုင်ပါဘူးလိုက်လုပ်ပေးပါနော်ပထမဦးစွာဥတ္တဝထဘန်ကတ်ပေါ်ကနံပါတ်5လုံးထဲကအလဲ3လုံးကိုထည့်ပါထို့နောက်တင့်ဘန်ကောက်နံပါတ်9လုံးကိုအောက်ကအကွက်ထဲထည့်ပါနောက်ဆုံးကတစ်လုံးကိုထည့်စရာမလိုဘူးတစ်ခါကအပြင်မှာရှိပြီးသားပါထို့နောက်အပေါ်ဥပမာနဲ့တူအောင်တင့်မွေးတက်ကယ်ထည့်ပါနောက်ကွက်မှာတင်ခတဝထတော့ဖဝနဲ့မှတ်ပုံတင်ထားတဲ့ဖုန်းနံပါတ်ထည့်ပါမေ့သွားရင်မိတ်ဆွေတို့မဟုတ်မိသားစုဖုန်းနဲ့တင်အေဂျင့်ကတ်ကိုယူပြီးခတဝထအေဂျင့်တို့မဟုတ်စတိုးဆိုင်အေဂျင့်မှာတွားပြီးဒေးစေဆော့ကလုပ်ပါဒီနေရာမှာတင်မှတ်ပုံတင်အချက်လက်တွေထပ်စစ်ပါမှတ်မယ်ဆိုရင်အပြာရောင်ခလုတ်ကိုနှိပ်ပါပြီးရင်အပြာရောင်ခလုတ်ကိုထပ်နှိပ်ပါခိတဆောင်ပါတင်ဖုန်းကိုစာရိုပေါ်လာမယ်အဲ့ဒီမှာ9လုံးနံပါတ်ပါမယ်ဒီနေရာမှာထည့်ပြီးအောက်ကအပြာရောင်ခလုတ်ကိုနှိပ်ပါနောက်ဆုံးအဆင့်မှာတင့်ဘန်ကောက်ဂျိုင်ဘယ်၄လုံးထည့်ပါငွေထုတ်ချိန်သုံးတဲ့ဂျိုင်ဘယ်တူညီတဲ့အတိုင်းပါပဲထို့နောက်တင် link ချထားတဲ့အတေဝထတော့ဖောတာအချက်လက်ပေါ်လာမယ်မှန်မှန်စစ်ပြီးအပြာရောင်ခလုတ်ကိုနှိပ်ပါနောက်ဆုံးအဆင့်မှာအောက်ကပန်းရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာတင့်လျှောက်လွှာအချက်လက်တွေပြထားပါတယ်အောက်ဆင်းပြီးနှိမ်ဆုံးမှာပန်းရောင်ခလုတ်ကိုနှိပ်ပါဒီနေရာမှာအောက်ကအဖြူရောင်ခလုတ်ကိုနှိပ်ပါနောက်ဆုံးအဆင့်အောက်မှာတစ်ခါငါအားလုံးကိုအမှန်ချစ်ပါပြီးရင်ခလုတ်ပန်းရောင်ပြောင်းလာရင်နှိပ်ပြီးအပြီးတက်ပါမယ်ဒီအဆင့်ထိလုပ်ပြီးရင်တင့်ရိုဟာဂျိုဗာဂျဲတာလျှောက်ထားခြင်းပြီးစီးပါပြီရိုထာဂျိုဗကတင့်ဂျဲတာလျှောက်ထားမှုအတည်ပြု email လည်းပေးပို့ပါမယ်တင့် email ကိုစမ်းစစ်ဖို့မမေ့ပါနဲ့အခုတော့ Rohajov Accept က application ကို download လုပ်ပါ download ပြီးတာနဲ့ Rahei ကိုရွေးပြီး Rohajov အကောင့်နဲ့ဝင်ပါ
application အတွင်းမှာတင်ကျဲတာစရင်သွင်းမှတ်တမ်းကိုစစ်နိုင်ပါတယ်နှစ်နှစ်သုံးနှစ်တွင်တင် Roha Java Jet Pace ရလာမယ်ရဲတရလာချိန်မှာတင်ဖုန်းထဲထည့်ပြီးမိုဘိုင်းဆက်သွယ်မှုဖွင့်ကအသုံးပြုနိုင်အောင်လုပ်ပါထို့နောက် Roha Java Developer application ကို download လုပ်ပါနံပါတ်မရွေးပဲဖုန်းခေါ်ပြီးစက္ကန့်ဆက်9ခန့်ဆက်ထားပါဒါနဲ့10,000သားရရရှိမယ် download ပြီးရင် application ကိုဖွင့်ပြီးဒီခလုတ်တွေကိုနှိပ်ပါဒီနေရာမှာဆက်သွားရန်ခလုတ်ကိုနှိပ်ပြီး Roha Java အကောင့်နဲ့ဝင်ပါနောက်တစ်ဆင့်တင် Roha Java ဖုန်းနံပါတ်ထည့်ပြီးအောက်ကပန်းရောင်ခလုတ်ကိုနှိပ်ပါဒီနေရာကိုနှိပ်ပြီးမိတ်ဆွေဒါမှမဟုတ်မိသားစုဖုန်းနံပါတ်ထည့်ကစက္ကန့်ဆက်9ခန့်ခေါ်ပါစိတ်မပူပါနဲ့ Roha Java Developer နဲ့ခေါ်တဲ့ဖုန်းတွေခမဲ့ပါဒါနဲ့ Roha Java Jet စရင်သွင်းနဲ့အဆင့်လိုက်လမ်းညွှန်ပြီးပါပြီကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်